နေ့ခင်အမေကဟင်းချက်ခိုင်းနေပေါ့နော်ခင်းချင်ဒီချက်တာပေါ့နော်ချက်တော့မီးပိတ်လိုက်ပါတယ်နောက်တော့အမေကိုပြောပါတယ်ချက်ပြီးနောက်တော့ရေချိုးဖို့လုပ်ပါတယ် A few moments later ဒါတော့ရေချိုးပြီးပေါ့နော်ပြီးတော့အမေနဲ့တူတူသူများဝေကျွေးမုတ်ထိုင်စားပါတယ် Okay နောက်ပြီးတော့လမ်းလျှောက်ပြီးတော့တစ်တော့ရိုက်ပါတယ်နောက်ပြီးတော့သူများခွေးလေးနဲ့ဆော့ပါတယ် Oh my god what is that နောက်ပြီးတော့ပန်းနေလျှောက်ခူးရပေါ့နော်ဘာပန်းလည်းမသိပါဘူးဒါပေမဲ့ဒီတိုင်းပဲခူးလိုက်တာပါပဲလာတော့လေနောက်ပြီးတော့ပန်းချန်နေရတယ်ပြီးတော့နှင်းစီပန်းတော့ခိုးပါတယ်အဲ့တော့အဲ့ရထားမဟုတ်ဘူးနော်ဖုန်းကြည့်ပြီးတော့ထလာတာပါ Okay နောက်ပြီးတော့အပြင်ထွက်ပြီးတော့မှလမ်းထွက်လျှောက်ပါတယ်နေရာတော့ပူနေပါတော့ Nice လာကြတော့လမ်းလျှောက်ပြီးအထဲပြုံဝင်လာပါတယ်ပြင်မလည်းရမ်းပူနေရဆိုတော့လေနောက်ပြီးတော့သူများပေးရခောက်ဆွဲထိုင်စားပါတယ်စားပြီးတော့စပိန်စီးရပေါ့နော်တကြံတည့်ပြီးတော့ပေါ့နော်ကျွန်မရေမစော့လိုက်ရပါဘူးကျေးဇူးပါ bye bye